Okay မင်္ဂလာပါဆိုတော့ဒီနေ့ကတော့ lucky day ပေါ့နော်တကြံလဲပြီးရောလုံးဝအရှိအမျက်တွေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ client တွေတော်တော်များများအရန်မြက်ကြပါတယ်ဒီမနေ့ကဆိုရင်မနေ့ကကျွန်တော်ဒီစုံမှာပေါ့နော်ဒီအပေါ်ဆုံးမှာကျွန်တော်ရောင်းခိုင်းခဲ့တယ်ဆိုတော့ okay အဝယ်ဆုံးက4980ဆိုပြီးတော့ကျွန်တော်ဒါအဝယ်တွေဒါမနေ့ကပေးခဲ့တယ်ပေါ့နော်မနေ့ကဆိုတာကျွန်တော်မနေ့ကဒါ daily analysis ဒီကျွန်တော်နောက်ပတ်တွေဒါလုပ်တဲ့ဗီဒီယိုလေးမှာကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင်မနက်ကဈေးကွက်ဖွင့်ဖွင့်ချင်းမှာကိုဒါဈေးကွက်ဖွင့်ဖွင့်ချင်းမှာကိုဘယ်လောက်ထိဒီ gun နဲ့ဟိုမှာအကြ gun နဲ့ဟိုဒါဈေးကွက်က4969ကိုဒါဖွင့်သွားတယ်ပေါ့နော်ဆိုတော့ okay အဲ့မှာအနှိမ့်ဆုံး4930ခွန်ပေါ့နော်အဲ့ဒီကိုကြာပြီးတော့ဆိုတော့လက်ရှိအမြင့်ဆုံး4814ထိရွှေကဒါတက်ခဲ့တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးအယောင်းတွေအဝယ်တွေမြက်လဲဆိုရင်အပေါ်ဒါပြီးခဲ့တဲ့အယောင်းတွေကကြတော့ဒါပြီးခဲ့တဲ့အပတ်ကရောင်းထားတဲ့သူတွေကတော့ရှယ်မြက်တာပေါ့နော်ဆိုတော့ဒီနေ့မြက်တဲ့သူတွေကဒါအဝယ်တွေမြက်ကြပါတယ်ဆိုတော့အဝယ်တွေကတော့ကျွန်တော်ဒီဈေးတန်း4980ဆိုတဲ့ဈေးတန်းလဲဒါအဝယ်တွေမိတယ်ဒါပေမဲ့ကျွန်တော်ပေးခဲ့တဲ့ဈေးတန်း4000ဒီကျွန်တော် signal ပေးတဲ့အချိန်ကဈေးကပြန်တက်နေပြီပေါ့နော်4965အထိကို65လောက်မှာကျွန်တော်အဝယ်တွေမိတယ်ဆိုတော့အဲ့ဟာနေတက်သွားလိုက်တာ pick ကိုအများကြီးပဲပေါ့နော် pick တွေကိုမှအများကြီးပဲကျွန်တော်ဒီနေ့တော်တော်များများမြင့်ကြပါတယ်ဆိုတော့ဝမ်းသာပါတယ်ဒီနေ့ okay ဆိုတော့ဒါဆိုရင်ကျွန်တော်ရှေ့ဘယ်လိုမျိုးဆက်ပြီးတော့ဒါဒီနေ့ပေါ့နော်လုပ်လို့ရသေးလဲဆိုရင်ဆိုတော့အပေါ်အမြင့်4800 4820သုံးဖို့ရင်30ဒီဝင်းချက်မှာကျွန်တော်အယောင်းနေဝင်လို့ရပါတယ်အပေါ်ဘူးဘက်အယောင်းနေဝင်လို့ရတယ်ဆိုတော့ရွှေကဂတ်ဟတယ်ဆိုရင်မလဲအမြဲတမ်းပြန်ပြီးတော့ဂတ်ကိုဖြည့်ရတယ်ဆိုတော့အပေါ်ကကျွန်တော်တို့အပေါ်ဈေး4830ဒီဝင်းချက်မှာကျွန်တော်အယောင်းနေဝင်လို့ရတယ်ဆိုတော့အဝယ်တွေကတော့ကျွန်တော်ဒီမှာကျွန်တော် sorry မြင်းဆွဲထားတဲ့ဟာရှိရပါတော့ okay ဒီဈေးတန်းလက်ရှိရောက်နေတဲ့ဈေးတန်းက4986 okay 4980ပူဘက်ဒီဈေးတန်းပူဘက်ပြန်လာတဲ့အချိန်မှာကျွန်တော်တို့အဝယ်တွေဝင်လို့ရတယ်ဆိုတော့ဒီနေ့ကတော့အဝယ်တွေရောအယောင်းတွေရောမြက်ကြတဲ့အတွက်ဝမ်းသာပါတယ်အများကြီးဆိုတော့ထပ်ပြီးတော့လည်းအားလုံးမြက်ကြပါစေဆိုတော့ဒီကျွန်တော်တို့မေလထဲမှာဒါနောက်လထဲမှာ10ရက်နေ့မှာဒါတင်နှန်းရှိပါတယ် offline class ရန်ကုန် offline class ရှိပါတယ်တက်ချင်တဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ personal chat box မှာလာပြီးတော့စီးရင်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်